လက်ခံထားတဲ့သူတွေကိုတရားစွဲဆိုမည်နိုင်ငံတော်ကိုသိစေခြင်းဒီအချင်းနဲ့ပတ်သက်တဲ့ခုံရုံးကလေးဖွင့်ပါခင်ဗျာကျွန်တော်ချစ်တဲ့သူပြောင်းလို့သွားပြီကျွန်တော်ရှာပေမဲ့ခုထိမတွေ့တော့ဘူးဒီလမ်းမပေါ်မှာရောက်သူခဲ့ပါသည်ကံတော်ပင်အောက်ကခုံနေမှာထိုင်မှုခဲ့ပါသည်သူရဲ့ကျွန်တော်ရဲ့ချစ်နေစဉ်မှာမနေကကြောင်းရမ်းနဲ့သူမရှိလို့လိုက်ရှာသည်သူလမ်းနဲ့တောင်ရောက်ခဲ့ပြီးဘယ်စီကိုငါပြောင်းလို့သွားခဲ့သည်ရက်ွက်တဲ့ကလူတွေလာပြီးပြောနေနောက်တယောက်တွဲသွားလေသည်ဒါတော့မဖြစ်နိုင်သည်မတူရမတန်နာတွက်ခါရှိငါသူမိပါများကဒီကြီးပဲပို့မှာပါအပေါင်းတင်များတွေရောင်ရင်များတွေမြင်ရင်ခေါ်တာအကြောင်းကြားပေးကြပါပြရင်ပြောကြပါကျေးဇူးဆက်ပါမည်လက်ခံထားတဲ့သူတွေကိုတရားစွဲဆိုမည်နိုင်ငံတော်ကိုသိစေခြင်းဒီအချင်းနဲ့ပတ်သက်တဲ့ခုံရုံးကလေးဖွင့်ပါခင်ဗျာကျွန်တော်ချစ်တဲ့